မင်းခေါင်ဟာလက်ထဲကကလဲထိုင်နဲ့ရှေ့မှာပဲ့ရက်နေရဲ့နိုင်လူသားကိုအားကုန်လွှဲရိုက်လိုက်တယ်။ဒါပေမဲ့ထူးဆန်းတာကကလဲထိုင်ဟာအဲ့ဒီလူရဲ့ခန္ဓာကိုယ်ဟာလေတို့ကိုရိုက်လိုက်တယ်လို့မျိုးဖောက်ထွက်သွားတယ်။နိုင်လူသားဟာအခိုးငွေ့တွေအဖြစ်ပြက်ပြဲသွားပြီးပုတ်စော်နန်းနဲ့လေဘူးတစ်ချက်ကမင်းခေါင်မျက်နှာကိုဖျက်တိုက်သွားတယ်။လာခဲ့ပါအချိန်တွေကုံဆုံးနေပြီးစူးရှားတဲ့အော်ဟစ်တန်ကြီးကအဆောင်တစ်ခုလုံးမှာပဲ့တင်ထက်သွားပြီးမင်းကောင်လေကားကနေဝုန်းတိုင်းကျဲဆင်းလာခဲ့တယ်။အဆောင်အောက်ထပ်ကိုရောက်တဲ့အခါအဆောင်မူခန်းကတကားပွင့်နေတာကိုတွေ့ရပေမဲ့သူ့အချိန်မဖြုံးတော့ဘူး။မိုးသေးတဲ့ကိုသူပြေးထွက်လိုက်တယ်။တက္ကသိုလ်နယ်မြေရဲ့အစွန်ဖျားမှာရှိတဲ့တောရကျောင်းဟောင်းဟာမျက်မှောင်မှာတရေချောက်တဲ့ရုပ်ရှင်တွေကအတိုင်းပဲ။ညောင်ပင်ကြီးတွေကလက်သေးရှည်ကြီးတွေလိုမိုးပေါ်ကိုထောင်နေကြတယ်။မင်းခေါင်ရဲ့လက်ကဝတ်ကနိုင်ဟာအခုဆိုရင်9:45မိနစ်ကိုရောက်နေပြီ။သူ့မှာ15မိနစ်ပဲကျန်တော့တယ်။နိုင်လက်တံက10နှစ်ကိုရောက်တာနဲ့သူ့ရဲ့နှလုံးခုန်တန်ဟာထာဝရရပ်တန့်သွားလိမ့်မယ်။ကျောင်းဝင်းထဲကိုဝင်လိုက်တာနဲ့အေးစိမ့်တဲ့အထီးအတွေ့ကအယိုးထဲထိစိတ်ဝင်သွားတယ်။ရှေးဟောင်းအုပ်ကူတွေကြားထဲမှာသူရှာနေရဲ့နိုင်လုတ်သူရဲ့အုပ်ကူကိုရှာတွေ့ဖို့စူးစမ်းရမယ်။မြေပုံညွန်ပြတဲ့နေရာကိုရောက်တဲ့အခါသူ့အံ့ဩသွားတယ်။အဲ့ဒါကတာမန်အုပ်ကူမဟုတ်ဘူး။အုပ်ကူရဲ့မျက်နှာစာမှာဆက်သွားကြီးကြီးတွေတက်ဆင်ထားပြီးမြေအောက်ကနေကြောက်ဆိုရဲ့အတန်တွေထွက်ပေါ်နေတဲ့အုပ်ကူတကားမှာစာတန်းတစ်ခုရေးထားတယ်။အသက်ရှင်လို့ရင်မင်းရဲ့သွေးနဲ့အချိန်ကိုလဲလှယ်လို့အုပ်ကူရဲ့အလယ်မှာခွက်တစ်ခုရှိနေတယ်။အဲ့ဒီခွက်ထဲကိုသွေးထဲမှသာအထဲကအဓိကတော့ထွက်လာမဲ့ပုံပဲ။မင်းခေါင်ဟာအုပ်ကူရှေ့မှာရက်နေတုံးသူ့နောက်ကနေအေးဆက်ဆက်လက်တစ်ဖက်ကပခုံးကိုလာကိုင်းနေ။လှဲကြည့်လိုက်တော့အစောကနိုင်လူသားမဟုတ်တော့ဘူး။အဲ့ဒါကသူ့ရဲ့ပုံစံတူပါပဲ။ဒါပေမဲ့အဲ့ဒီပုံစံတူကသူ့ကိုရန်ပြုတ်မဲ့ပုံမရပဲတောင်းပန်နေရဲ့မျက်နှာနဲ့ပြောလာတယ်။မင်းခေါင်မလုံးနဲ့အဲ့ဒီခွက်ထဲကိုသွေးထဲလိုက်ရင်မင်းကနိုင်လုတ်သူရဲ့နောက်ထပ်ကြေးကျွန်တယောက်ဖြစ်သွားလိမ့်မယ်။နာရီကိုရိုက်ခွဲပြစ်လိုက်တာပိုကောင်းတယ်။မင်းခေါင်ဘာလို့တင်လဲ။ဒိုင်ယာရီကိုယုံကြည်ပြီးအုပ်ကူတဲကခွက်ထဲကိုသူ့သွေးတချို့ထည့်ပြီးအဓိကတော့ကိုယူမလား။နဲ့သူ့ရဲ့ပုံစံတူကိုယုံကြည်ပြီးနာရီကိုနေရန်နဲ့ရိုက်ခွဲပြစ်မလား။ဒါကအန္တရာယ်များတဲ့လောင်းကြီးပဲ။3တတိယနေလန်းပတ်ဝန်းကျင်ကိုအမြန်ကြည့်ပြီးအုပ်ကူတဲကဆက်သွားတွေကိုတစ်ခုခုနဲ့ထိုးညက်ပြီးရက်တန့်ဖို့စ조사မလား